မင်္ဂလာပါအခုကတော့ကျွန်မဒီမှာလှိုင်းသားရမှာအိမ်သွားပြပြီးတော့အခုဒါရွှေပြည်သားဘက်ပြန်ရောက်ပြီပေါ့နော်ရွှေပြည်သားမှာကျွန်မဒီမှာပလဲလန်းတဲ့စင်အုတ်ခတ်ပြီးသားအကွက်လေးပေါ့နော်နေရာကောင်းလေးမို့လို့လာဝင်ပြီးတော့တခါတည်းရိုက်ပြီးတော့တင်ပေးမလို့အခုဒါဝင်လာတာဖြစ်တယ်ပေါ့နော်ပလဲလန်းမကြီးအနီးပလဲလန်းမကြီးတဲ့စင်12ရက်ကွက်ထဲမှာတည်ရှိတယ်ပေ40 60အုတ်ခတ်ပြီးသားမြေကွက်လေးပဲဖြစ်ပါတယ်ဒီနောက်ကမြေကွက်လေးပေါ့နော်အုတ်တိုင်းပက်လေခတ်ထားပြီးတော့ရေမြောင်းတွေလည်းအားလုံးလှုပ်ထားပြီးပြီစာရွက်စာတမ်းကပေ40 60ပါမစ်ရမယ်ပေါ့နော်ပြီးတော့ဒီမှာပလဲလမ်းမကြီးတဲစင်နောက်ကဒီမှာမြင်ရတဲ့အတိုင်းပဲလမ်းကျယ်ပေါ့နော်လမ်းကျယ်တဲစင်ကွန်ကရစ်လမ်းကျယ်တဲစင်လေးဖြစ်ပါတယ်ရက်ကွက်တန့်လေးဖြစ်ပါတယ်လမ်းလေးဒီမှာပြပေးမယ်နော်ဒါကပလဲလမ်းမကြီးကနေပြီးတော့ဒဲဆင်းလာတဲ့လမ်းကျယ်ဖြစ်ပါတယ်ဒီလိုဒဲဆင်းလာတဲ့လမ်းပေါ်မှာတည်ရှိမယ်ပလဲလမ်းမနဲ့ဆိုလို့ရှိရင်ဒါတိတ်မဝေးဘူးပေါ့နော်အခုကျွန်မရက်နေတဲ့နေရာကနေပြီးတော့လမ်းကြည့်ရင်တော့မြင်နေရတယ်ပေါ့နော်ဒီမှာကားတွေသွားနေတာတငင်းကုန်းဈေးကြီးအနီးမှာတငင်းကုန်းဈေးကြီးအနီးမှာလိုချင်တဲ့အဝယ်တော်တွေဒီမြေကွက်လေးကိုလာပြီးတော့ကြည့်လို့ရပါပြီဒီမှာမြေကွက်လေးကိုပြပေးမယ်နော်။နောက်မဲ့မြေကွက်လေးပါဒါပေ40 60ပေါ့နော်မြေကျဲကပေ40 60ရှိမယ်ဒီမှာမြင်တဲ့အတိုင်းအုတ်တိုင်းအပြည့်ပက်လေခတ်ထားပြီးတော့ရေမီးအပြည့်စုံလဲပါမယ်ပေါ့နော်။အထဲမှာတော့ဒီမှာဒီလိုအိမ်ဟောင်းလေးတစ်လုံးပါမယ်။ဒါအုတ်တိုင်းတွေခတ်ထားမယ်အရှိမဆိုလို့ရှိရင်ဒီလိုစူးလိတ်တွေလည်းတက်ထားပြီးသားပေါ့နော်။စူးလိတ်လေးတွေတက်ထားပြီးသားဖြစ်တယ်။မြေကွက်လေးကဒီမှာဆိုလို့ရှိရင်မြေကြီးတွေလည်းအားလုံးအပြည့်ထည့်ထားပြီးသားပေါ့နော်အုတ်တိုင်းအပြည့်ပက်လေခတ်ထားပြီးသားဖြစ်တဲ့အတွက်အိမ်ဆောက်ခြင်းနဲ့အဝယ်တော်တွေအတွက်ကိုအခါတည်းအိမ်တန်းဆောက်လို့ရပါတယ်ဒီမြေကွက်လေးရဆိုလို့ရှိရင်တော့ကျမတို့ရွှေပြည်သာမြို့နယ်အမှတ်12ရပ်ကွက်ဒငင်းကုန်းဈေးကြီးအနီးပေါ့နော်ပလဲလမ်းမကြီးရဲ့ဒေစင်လမ်းကျယ်ပေါ်မှာတည်ရှိပါတယ်အယောင်တန်ဖိုးလေးကကြတော့ကျပ်သိန်း4200မှာပိုင်ရှင်ကိုယ်တိုင်ညှိနှိုင်းဈေးနဲ့ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်လမ်းမကျယ်အနီးမှာအိမ်ဆောက်ဖို့အတွက်ကိုဒီမှာပေါ့နော်မြေကွက်တီးတန်းရှာနေတဲ့အဝယ်တော်များလာကြည့်ချင်ကြည့်လို့ရပြီဆိုတဲ့အကြောင်းကိုသတင်းကောင်းလေးပိုင်းနဲ့ဒီနေ့ဘလော့လေးကနေနှုတ်ဆက်လိုက်ပါတယ်တတားပါ